ခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်နဲ့ဟင်းမွေနာတောရဲ့တနေရာကရာဇဝင်အစိုးတိုင်းတင်ရှိပြီးကြီးကျယ်မြင့်မြတ်လှတဲ့စင်မင်းကြီးစီတို့ဘဝချခဲ့ပေမဲ့အမုန်းအပြက်ပဲမစုံနိုင်တဲ့ကံကြမ္မာကိုဖန်တီးမိတဲ့အခါစင်မင်းကြီးရဲ့ဘဝနေကုန်းနဲ့ဘုံဆိုးကြီးရဲ့စွန်စားခက်ဟာဘလို့အဆုံးသတ်မလဲစတယ်စိတ်ဝင်စားစရာဇက်တော်လာဇလန်တစ်ခုဖြစ်တဲ့စားတန်စင်မင်းအကြောင်းကိုကျွန်တော်တို့ကြည့်ရှုခန်းစားလဲကြပါရှေးရှေးတုန်းကကျေပြောလှုပ်ဝက်လှတဲ့ဟင်းဝင်နာတောရဲ့တောင်90ဝင်းရံထားတဲ့တောနဲ့တနေရာရဲ့အလဲပေါ်မှာစားတန်လို့ခေါ်တဲ့မော်နဲ့ရေကန်တစ်ခုရှိခဲ့ပါတယ်ဒီမော်နဲ့ရေကန်ဟာဂျပန်ပေါင်းစုံနဲ့တင့်တယ်နေပြီးဒီပင်စားပင်များလည်းစုံလင်စွာပေါက်နေခဲ့တယ်ဒါအပြင်စင်ပြောင်ပေါင်း8000ခန့်ကျက်စားနေရဖြစ်ပြီးငင်းချမ်းစွာနဲ့အတူရှင်တွဲနေထိုင်ခဲ့ကြတယ်ထိုစင်အုပ်ကြီးထဲမှာတော့စင်တို့ရဲ့ဘရင်တပွဲတရားမျှတစွာအုပ်ချုပ်တဲ့စားတန်စင်မင်းတို့ခေါ်တဲ့စင်မင်းကြီးရှိခဲ့တယ်စားတန်စင်မင်းကြီးဟာဖြူတဲ့ခန္ဓာကိုယ်အဆင်းရှိပြီးတမထွားချိုင်းတဲ့ခန္ဓာကိုယ်နှုတ်ခမ်းနဲ့ခြေပွားတို့ဟာနေသောအယောင်အဆွေကလည်းရောင်ကြီး6မျိုးနဲ့လင်းလက်တောက်ပရှိတဲ့ပြင်စင်အပေါင်းနဲ့တောနေတရိษံအပေါင်းတို့ရဲ့လေးစားအားထားပွေတဲ့ဖြစ်တယ်စားတန်စင်မင်းကြီးမှာမဟေဒီမိဖုရား2ပါးရှိပြီးမိဖုရားကြီးမှာမဟာတုပဒါလို့အမည်ရှိပြီးမိဖုရားငယ်မှာဆူလာတုပဒါလို့အမည်ရှိခဲ့တယ်။ဒီနေ့မှာပဲအင်ဂျင်ပန်းတွေလှပစွာဖူးပွင့်ခြင်းစားတဲ့စင်မင်းကြီးကစင်ပေါင်းနဲ့တူအင်ဂျင်ပန်းပင်တို့ကိုနှာမောင်းနဲ့တိုက်ပြီးကြွေးကြလာတဲ့ပန်းတွေကိုပျော်ရွှင်စွာနဲ့ခံစားကြတယ်။အဲဒီအခါမှာလေပြင်းတိုက်ခတ်လာပြီးကြွေးကြလာတဲ့အင်ဂျင်ပန်းလေးတွေကလေးလာရာအထက်ပိုင်းမှာနေတဲ့မိဖုရားကြီးမဟာတုပဒါဦးခေါင်းပေါ်ကိုကျခဲ့ပြီးတိရွက်6တွေနဲ့အတူခါကျင်နဲ့တွေရောထွေးနေတဲ့တိရွက်တို့ဟာမိဖုရားငယ်ဆူလာတုပဒါရဲ့ခေါင်းပေါ်ကိုကျရောက်ခဲ့တယ်။မိဖုရားငယ်ဆူလာတုပဒါဟာစိတ်ညှိုးငယ်တော့ပြီးအလွန်ဝမ်းနည်းစိတ်ဖြစ်ခဲ့တယ်။အကြောင်းကတော့မိမိရဲ့ခင်ဘောဟာမိဖုရားကြီးကိုအင်ရှင်ပန်းတွေခါချပေးပြီးမိမိကိုကြတော့ခါကျင်အောင်ပါတဲ့တိရွက်6တွေကိုခါချပေးရလို့မှတ်ထင်ထားတာကြောင့်ဝမ်းနဲ့အားငယ်စိတ်တွေဖြစ်ခဲ့ရတယ်။ဆူလာတုပဒါမိဖုရားလေးကဒီအဖြစ်အပျက်ကိုစိတ်ထဲမှာမှတ်ယူပြီးအမြဲတမ်းဝမ်းနဲ့နေခဲ့ရတယ်။ဒီနေ့မှာတော့စင်အပေါင်းတို့ဟာရေကန်ထဲမှာပျော်ရွှင်စွာရေချိုးဆင်းနေချိန်စားတဲ့စင်မင်းနဲ့တကွမိဖုရား2ပါးတို့ကလည်းရေကန်ရဲ့တာယာလှပပုံကိုအတူတကွကြည့်ရှုခဲ့ကြတယ်။စင်အပေါင်းတို့ဟာရေကန်မှာအယောင်ဆုံးပွင့်နေခဲ့တဲ့ဂျပန်မျိုးစုံတို့ကိုဆောင်ယူလာခဲ့ကြပြီးစားတဲ့စင်ကြီးနဲ့မိဖုရားတို့ရဲ့ရှေ့မှမှာအစီအီလှပစွာအလှဆင်ပေးခဲ့ကြတယ်။ဒီအခါမှာစင်မြောင်တစ်ကောင်ကရေကန်မှာပေါက်တဲ့အလှပဆုံးပွင့်ဖက်9ဆင့်နဲ့အကြီးဆုံးဂျပန်ပွင့်ကြီးတစ်ခုကိုယူဆောင်လာပြီးစားတန်စင်မင်းကိုဆက်တာလိုက်တယ်။စားတန်စင်မင်းကြီးဟာအသက်အရွယ်ရပိုကြီးတဲ့မိဖုရားကြီးဟာဒီတာဝန်ကြီးကိုလက်ဆင့်ကမ်းလိုက်တယ်။ဒီအဖြစ်ပြဟာမိဖုရားငယ်ဖြစ်တဲ့ဆူလာတုပဒါကိုအကြီးကျယ်စိတ်ကူသွားစေကမိမိရဲ့ခင်ပွန်းကဗတ်လိုက်ပြီးမိဖုရားကြီးကိုပဲဦးစားပေးနေတယ်လို့မှတ်ယူထားခဲ့တယ်။ဆူလာတုပဒါမိဖုရားလေးကမိမိရဲ့ခင်ပွန်းကမိဖုရားကြီးကိုသာရေးပေးပြီးမိမိမှာအရင်မပါတော့ကြောင်းမှတ်ယူထားလိုက်ပြီးဝမ်းနဲ့အားငယ်မှုကနေဒေါသစိတ်အဖြစ်နဲ့ပြောင်းလဲသွားခဲ့တယ်။ဒီနေ့မှာတော့စင်ပေါင်းတို့ဟာတည်သီးဝလံတွေကိုဆောင်ယူပြီးပြစ်စေကဗုဒ္ဓဘုရားကိုပူဇော်ကြရင်းနဲ့ဆူလာတုပဒါမိဖုရားကလည်းတည်သီးပဲဟုကစုံဦးတို့ကိုပြားရည်နဲ့ကြိုချက်ပြီးပြစ်စေကဗုဒ္ဓဘုရားကိုလေးလေးနက်နက်နဲ့အဓိဋ္ဌာန်ပြီးပူဇော်ဆက်ကပ်ခဲ့တယ်။ဒီတော့ဆူလာတုပဒါမိဖုရားဟာမိမိသည်တေလွန်သွားတော်နောက်ဘဝမှာမန္တလာတိုင်းပြည်ဘုရင်မင်းမြတ်ကြီးရဲ့သမီးတော်ဖြစ်နေမွေးဖွားရပြီးလက်ထပ်ပြီးသွားရင်လည်းခင်မိုးဟာမိဖုရားကြီးရာတင်မြောက်ခြင်းခံရတဲ့ပြင်မိမိတူဦးတဲ့သောအရာအလုံးထက်ဦးစားပေးခြင်းခံရပြီးလိုတရတဲ့ဘဝကိုရပါစေတော်လိုက်မိုးဆိုးအပေါင်းတို့ကိုလည်းအလိုရှိတိုင်းစေခိုင်းနိုင်ပြီးစတန်စင်မင်းရဲ့ဆွေတော်နှစ်ဖက်စလုံးကိုယူဆောင်ခိုင်းနိုင်ရပါစေလို့ဆုတောင်းခဲ့ပါတယ်ဆူလာတုပဒါရဲ့ဆုတောင်းကအားကြီးပြီးအညိုတေးများနဲ့ပြည့်နေနေခဲ့တာကြောင့်လည်းမကြခင်မှာပဲဆူလာတုပဒါဟာနာမကျန်းဖြစ်ပြီးမစားနိုင်မတော့နိုင်ဖြစ်ကခန္ဓာကိုယ်ပိန်ချုံချပြီးတဲ့နောက်တည်ဆုံးသွားခဲ့တယ်။ဆူလာတုပဒါရဲ့စိတ်ဝိညာဉ်ဟာဆုတောင်းထားတဲ့အတိုင်းပဲမန္တလာတိုင်းပြည်ဘုရင်ကြီးရဲ့သမီးတော်ဖြစ်ဝင်စားကဝေးဖွားလာခဲ့တယ်။ရေရောက်တဲ့အခါမှာတော့ဆူလာတုပဒါဟာဘာနတိပြည့်ရှင်ဘုရင်မင်းကြီးရဲ့ကျင်ရတော်ဖြစ်နေမြောက်စားခြင်းခံရပြီးမိဖုရားကြီးယာတို့ကိုရရှိခဲ့တယ်။ဘုရင်မင်းကြီးရဲ့လေးပေးခံရတဲ့အပြင်စိတ်မညှို့ညင်စေပဲအလိုရှိတဲ့အရာတိုင်းကိုပြည့်စုံနေခဲ့တယ်။ကာလာနှဲငယ်ကြာပြီးတဲ့နောက်မှာတော့ဆူလာတုပဒါဟာ
မိမိရဲ့ရှေးဘဝအဖြစ်အပျက်တွေအားလုံးကိုမှတ်မိသွားပြီးစားတဲ့စင်မင်းကြီးရဲ့ရောင်ကြီး6သွဲတောက်ပနေတဲ့ဆွေတော်ကိုလိုချင်နေကြတယ်။ဆူလာသူ့ဘတ်တာဟာမစားနိုင်မတော့နိုင်တဲ့မှိုင်တွေဝေပြီးကိုဝန်စိတ်တက်ဟန်ဆောင်ကအိတ်ဆောင်ထဲမှာပဲနေခဲ့ပါတယ်။ခင်မွန်ဖြစ်သူပြင်းကြီးမှစိတ်ပူပြီးကြိုးကြောင်မိတဲ့အခါမှာဆူလာသူ့ဘတ်တာကလည်းငိုကြွေးပြီးစားတဲ့စင်မင်းကြီးရဲ့ရောင်ကြီး6သွဲတောက်ပနေတဲ့ဆွေတော်ကိုရလိုကြောင်းမရခဲ့ရင်တေဆုံးသားနိုင်ပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီကဘီရင်ကြီးကလည်းချက်ချင်းပဲမင်္ဂလာစီတော်ကိုတီးစီပြီးတိုင်းပြည်တစ်ခုလုံးကမုတ်ဆိုးအပေါင်းအယောက်တစ်သောင်းကိုဆင့်ခေါ်ခဲ့တယ်။မုတ်ဆိုးအပေါင်းတို့ကလည်းအကျိုးကြားကိုသိရှိကြပြီးတဲ့နောက်မှာတုန်လှုပ်နေခဲ့တယ်။အကြောင်းကတော့လှုပ်ဝက်စမ်းကြဲမှုနဲ့ပြည့်စုံနေတဲ့ဒေါနက်ထက်ကရာဇဝင်သားကြားမှုပြီးမိမိတို့ရဲ့ဘိုးဘေးဆင်ဆက်ကတော့မတွေ့မမြင်ဘူးတဲ့စားတဲ့အစဉ်ပြူတော်ရဲ့ဆွေတော်ကိုဖျက်ရမယ်ဆိုတာပဲဖြစ်တယ်။ဒီလိုအခြေအနေမှာတော့စားတဲ့စင်ကြီးရဲ့ကံအကြောင်းဆက်ဆက်မှုရှိနေကြတဲ့တောင်းတရမိုးဆိုးကြီးကိုဇူလာတုဘတာကိုယ်တိုင်ကရွေးချယ်ခဲ့တယ်။တောင်းတရမိုးဆိုးကြီးဟာအတွေ့အကြုံရင့်ကျက်သူဖြစ်ပြီးတောလိုက်အလွန်တော်တဲ့သူဖြစ်တာပြင်မိဖုရားကြီးရဲ့ရွေးချယ်မှုကိုခံရတာကြောင့်လည်းအလွန်စိတ်အားရဝမ်းသာနဲ့စိတ်အားထက်သန်နေခဲ့တယ်။မိုးဆိုးကြီးဟာလုပ်ငန်းအောင်မြင်ရင်စုတော်ဖြစ်နှစ်စဉ်နှစ်တိုင်းရှင်ဝင်ကြောက်တံပရများများစွာကိုချင်းမြင့်ခြင်းခံရတဲ့ပြင်မိမိနေထိုင်ရာရွာကိုအုပ်ချုပ်သူအဖြစ်လဲခန့်အပ်ခြင်းခံရမှာဖြစ်တဲ့အတွက်အောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ရှေးဘဝရဲ့အကြောင်းတွေကိုကောင်းစွာမှတ်ရနေခဲ့တဲ့ဆူလာတုဘတာမိဖုရားဟာဟိမွေနာလမ်းကြောင်းကိုတေချာစွာပြောပြနိုင်ခဲ့တယ်။တောင်တရမိုးဆိုးကလည်းမှတောင်90ကိုကျော်လွှားသွားရမှာဖြစ်ပြီးဇာတန်စင်မင်းကိုချီးကပ်ရမှာတတိကြီးစွာနဲ့ထားရမှာဖြစ်တယ်။အကြောင်းကတော့စင်မင်းကြီးတိုက်ခိုက်ခံရပြီးအနာရရဖြစ်သွားမယ်ဆိုရင်အနီနာကအချွေရန်အစင်ကြီးတွေကအလွန်ဒေါသထွက်ကြပြီးမုတ်ဆိုးကြီးကိုအနေရပြုကြမှာဖြစ်တယ်။မုတ်ဆိုးကြီးကဆူလာတပတာမေဘီယာရဲ့လမ်းညွှန်တတိပေးချက်ကိုကြားရပြီးတဲ့နောက်ကြောက်ရွံ့တုန်လှုပ်ကလက်လျှော့ခြင်းနဲ့စိတ်ဖြစ်နေပေမဲ့ဆူလာတပတာမေဘီယာကမိမိရဲ့ရှေးဘဝဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ပြီးတဲ့နောက်ဒီအခွင့်အရေးကိုတောင်းတရမုတ်ဆိုးအနေနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်နိုင်မယ်လို့တိုက်တွန်းခဲ့တယ်။ဆူလာတပတာမေဘီယာရဲ့လမ်းညွှန်မှုကိုစနစ်တကျနဲ့ပြောပြလိုက်ပြီးတဲ့နောက်မိဖုရားကြီးရဲ့အားပေးတိုက်တွန်းမှုကိုရရှိတဲ့မိုးဆိုးဟာဆရာထက်သန်ပြီးလုပ်ငန်းကိုအောင်မြင်အောင်လုပ်ဆောင်မှုတွေဆုံးဖြတ်ခဲ့တယ်။မိုးဆိုးဟာလွှတန်တွင်စားတဲ့လက်နက်ပစ္စည်းတွေနဲ့စားတဲ့ရက်ခအချို့ကိုစီစဉ်ပြီးဟိမွေနာတောကိုခီးစတင်ခဲ့တယ်။တောင်တရမိုးဆိုးကမောင်မိုက်6ချားပွေရာဒေါနက်ကြီးတွေကိုကြော်ဖြတ်ခဲ့ရပြီးအနေရများတဲ့ထူးဆန်းတဲ့အစိပ်ပင်များနဲ့တရန်တရိဆန်များစွာတို့ကိုလည်းရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်။အဲလိုခီးဆက်ခဲ့တာ9နှစ်9လ9ရက်ကြာမြင့်သွားပြီးနောက်မိုးဆိုးကြီးဟာစင်ပြောင်ပေါင်း1000ကိုကျက်စားရာဟိမွေနာတောအလေကမော်နက်ရေကန်ကြီးစီကိုရောက်သွားခဲ့တယ်။ထိုစင်ပြောင်ပေါင်း1000ကြားထဲမှာမှစင်တို့ရဲ့ဘရင်ဇာတန်စင်ပြူတော်ကြီးကိုတွေ့ရပြီးဆူလာတုပတာမိဖုရားကြီးပြောပြချက်အတိုင်းစင်မင်းကြီးရဲ့ဆွေတော်ဟာရောင်ကြီး6သွဲတင့်တယ်တောက်ပနေခဲ့တယ်။မိုးဆိုးကြီးဟာဇာတန်စင်မင်းရေစင်းချွေရရေကန်နီးနားတနေရာကိုနှင်းမြန်စွာပဲကျင်းတဲ့တစ်ခုကိုစတင်တူးဆက်လိုက်ပြီးဖန်ရည်စင်သင်္ကန်းကဲ့သို့အဝိဝိကစင်မင်းကြီးကိုမြားနဲ့ကျင်းလေးကနေပြစ်ဖို့တွေစောင့်ဆိုင်နေကြတယ်။အဲဒီနောက်မှာတော့ဆန်းတဲ့စင်မင်းကြီးကရေကန်တွေကိုရေစင်းချိုးဖို့တွေဆင်းလာရင်မိုးဆိုးကြီးကအစိမ်လူးမြားနဲ့ပြစ်လိုက်ပြီးမြားဟာစင်မင်းကြီးရဲ့ခြေထောက်ကိုထိုးပေါက်ခဲ့တယ်။စင်မင်းကြီးရဲ့အော်ဒန်ဟာတတော်လုံးကိုမြေဟင်းသွားစေပြီးစင်အပေါင်းတို့ဟာလည်းထိတ်လန့်သွားကအတန်ပြုတ်နေခဲ့ကြတယ်။စင်မြောင်ကြီးတို့ဟာဆန်းတဲ့စင်မင်းကြီးထံကိုအန်ဒီရဲ့ကောက်ွယ်ဖို့တွေအလင်းမြန်ရောက်ရှိလာခဲ့ကြတယ်။စားတဲ့စင်မင်းကြီးဟာမြားစိတ်တန်ကြောင့်လွန်နာခြင်းသောခံစားရပြီးမြကြီးပေါ်လဲကျနေခြင်းတောင်းတရမိုးဆိုးကိုတွေ့သွားပြီးတပ်ဖို့ရန်အတွက်ရည်ရွယ်ခဲ့တယ်။ဒါပေမဲ့မိုးဆိုးကြီးဟာရဟန္တာပုဂ္ဂိုလ်တို့ရဲ့လက္ခဏာတစ်ခုဖြစ်တဲ့ဖန်ရည်ဆိုးသင်္ကန်းတပွဲအဝတ်ကိုဝတ်ထားတာကြောင့်စားတဲ့စင်မင်းကြီးဟာမိုးဆိုးကြီးကိုတပ်ဖြတ်ဖို့အတွက်ရက်တန့်နေခဲ့တယ်။စင်မင်းကြီးဟာမိမိနာချစ်ကက်လာနေခဲ့တဲ့စင်အပေါင်းတို့ကိုမတွေ့အောင်မိုးဆိုးရှိရာကျင်းဝကိုမိမိခြေထောက်နဲ့ပိတ်ထားခဲ့တယ်။စာလန်စင်မင်းကမိမိရဲ့အချွေရန်စင်အပေါင်းတို့ကိုမိမိကအနှဲငယ်များဒဏ်ရာသာရရှိကြောင်းနဲ့ဒဏ်ရာဟာအသေးဖွဲတာဖြစ်ကြောင်းမိမိကိုစိတ်မပူကြဘဲပုံမှန်အတိုင်းနေလို့ရအောင်ဟန်ဆောင်ပြောဆိုခဲ့တယ်။အဲဒီနောက်မှာတော့စာလန်စင်မင်းနားကနေစင်အပေါင်းတို့ကအသီးသီးထွက်သွားကြပြီးတဲ့နောက်ကျင်းတွေကတောင်းတရမိုးဆိုးကိုအဘဲကြောင့်မိမိကိုရန်ပြရတယ်လေလို့မေးမြန်းခဲ့ပါတယ်။မိုးဆိုးကြီးဟာမိမိအပေါ်မှာမြစ်တာထားပြီးအသက်ချမ်းသာပေးတာကြောင့်စင်မင်းကြီးကိုဖြစ်ချောင်းကုန်စင်ပြောပြခဲ့တယ်။အကျိုးကြောင့်သိရှိသွားတဲ့စင်မင်းကြီးဟာကြည်ပြူစွာနဲ့ပဲမိမိရဲ့ဆယ်တော်ကိုဖျက်ဆီးခဲ့တဲ့ပြင်မိုးဆိုးကြီးရဲ့အပြန်လန်းကိုလည်း
9 ရက်ပဲကြာနေတဲ့လမ်းကြောင်းကိုလမ်းညွှန်ပေးခဲ့တယ်။အဲဒီနောက်မှာတော့စားရန်စင်မင်းကြီးကညာစိတ်တန်ကြောင့်မကြခင်မှာပဲတိတ်ဆုံးသွားခဲ့ရတယ်။တောင်တရမိုးဆူဟာစင်မင်းကြီးရဲ့ရောင်ကြီး6တဲ့တောက်ပနေတဲ့ဆွေတော်နဲ့တူမြို့တော်ကိုအလင်းအမြန်ပဲဘေးကင်းစွာရောက်ရှိခဲ့တယ်။မိုးဆူကစင်မင်းကြီးရဲ့ဆွေတော်ကိုစူလာတုပတာမိဖုရားထံမှာဆက်သလိုက်တဲ့အခါမှာတော့မိဖုရားဟာအလွန်အံ့ဩသွားပြီးမိုးဆူကဆွေတော်ကိုအမှန်တကယ်ဖျက်ယူလာနိုင်မယ်ဆိုတာကိုမယုံနိုင်ပဲဖြစ်နေခဲ့တယ်။ဒီခါမှာတောင်တရမိုးဆူကစရန်စင်မင်းကြီးကိုယ်တိုင်ဆွေတော်ကိုဖျက်ပြီးမိမိကိုပေးရခဲ့ကြောင်းဖြစ်ကြောင်းကုန်စင်ကိုစူလာတုပတာမိဖုရားအားပြောပြခဲ့တယ်။မိမိရဲ့အလိုဆန္ဒပြည့်စုံခဲ့တဲ့စူလာတုပတာမိဖုရားကြီးကလည်းအနှဲငယ်များပျော်ရွှင်ခြင်းမရှိတဲ့ပြင်မိမိရဲ့လှုပ်ဆောင်ချက်တွေအလွန်ဝမ်းနည်းနေခဲ့တယ်။မိဖုရားကြီးစူလာတုပတာဟာမိမိရဲ့ရှေးဘဝကခင်မွန်းဖြစ်သူစရန်စင်မင်းကြီးကိုအောင်းမေတတိယနေပြီးဆွေတော်အစုံကိုပြိဖက်ကနေစဉ်နဲ့အမျှဝမ်းနည်းပူဆွေးနေခဲ့ပြီးနောက်ဆုံးမှာတော့ရင်ခွင်းလာချက်ကတိတ်ဆုံးသွားခဲ့ပါတော့။ဟုတ်ကဲ့ပါ။ဒီနေ့တစ်ဆက်ပေးသွားခဲ့တဲ့အကြောင်းအလေးကတော့ထိုင်းရဆိုရင်မှတ်တမ်းလာစရန်စင်မင်းအကြောင်းပဲဖြစ်ပါတယ်။အကယ်၍အချက်အလက်များလွဲမှားခြင်းသို့မဟုတ်ကြန့်ရှိခဲ့သည်ရှိသောကျွန်တော်တို့ရဲ့အဖွဲ့သားများမှတောင်းပန်အပ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ဒီဇလန်လေးကိုကြည့်နေတတ်တယ်ဆိုရင် like, subscribe and share လေးလုပ်ပေးဖို့အတွက်မမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။